ဂျပန်မြန်မာ BND YouTube channel နဲ့ TikTok ကြည့်ရှုနေကြတော့အသကားဝန္ဒနာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့2026ဘာဖလားဘောလုံးပွဲစဉ်တွေကမှပွဲစဉ်တချို့ဒါသုံးသက်ဆွေးနွေးပြီးနေတာဖြစ်ပါတယ်အခုဆိုရင်ဒါအုပ်စုတွေပြီးသွားလို့ပေါ့နော်32သင်းရှုံးထွက်အဆင့်ရရှိလို့လာပြီပေါ့ဒီနေ့မှဆိုလဲဒါ32သင်းအုပ်စုတွေကမှဒီနေ့ဆိုတာ3ပွဲရှိတယ်ပေါ့ဒီ3ပွဲကဘယ်ပွဲတွေထိတ်တွေးဆုံနေလဲဆိုတော့ကျွန်တော်တို့ channel ကိုကြည့်ရှုနေတဲ့ပြည်သက်ကြီးကိုဒါမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တင်တဲ့အတူအများဆုံးမဆန်းဆန်းပုံမောင်ဖိတ်ခေါ်ပါတယ်အခုမင်္ဂလာပါကိုမင်္ဂလာပါညီလေးရေပြည်သက်ကြီးလည်းမင်္ဂလာပါဟုတ်ကဲ့ပါကိုဒါကျွန်တော်တို့ဒါ32သင်းဆိုတာဒါအရန်ကောင်းလာပြီပေါ့နော်တဖြည်းဖြည်းပွဲတင်နေတာဒါတန်ပုံမြင့်လာပြီပေါ့ဒီမှာဒါဒီနေ့မှာဆိုတာဘယ်လိုပွဲတင်နေရှိလဲဆိုတာပြည်သက်ကြီးနဲ့မိတ်ဆက်ပေးလိုက်ပါဦးဒီနေ့ပွဲစဉ်တွေကတော့ကျွန်တော်တို့အာရှဂျပန်အသင်းနဲ့တောင်အမေရိကဆရာကြီးဘရာဇီးနဲ့ပေါ့နော်ညမြန်မာစံတော်ချိန်7ခွဲမှာဟုတ်ကဲ့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဒုတိယပွဲစဉ်အနေနဲ့ကတော့ကျွန်တော်တို့မနေ့3နာရီမှာဂျာမနီနဲ့တောင်အမေရိကဘရာဇီးပေါ့နော်ဥရောပနဲ့တောင်အမေရိကနဲ့အားပြိုင်မှာပေါ့တတိယပွဲစဉ်အနေနဲ့တော့ကျွန်တော်တို့နယ်သာလန်ပေါ့နော်9နာရီခွဲမှာကျင်းပမှာ9နာရီခွဲမှာကမ်းမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်မနေ့9နာရီခွဲမှာနယ်သာလန်အသင်းနဲ့ကျွန်တော်တို့တောင်အဖရိကမော်ရိုကိုတို့ရှင်ပြိုင်ကစားကြဖို့ရှိပါတယ်ဟုတ်ကဲ့ပါဟုတ်ဒီပွဲစဉ်ထဲမှာကျွန်တော်တို့သုံးပွဲလုံးကိုကျွန်တော်သုံးသပ်ကြတာပေါ့နော်ဟုတ်ကဲ့ပါပေါ့ဒါပထမဆုံးကျွန်တော်ဒါဘရာဇီးနဲ့ဂျပန်အသင်းကိုဒါကျွန်တော်ဆွေးနွေးသုံးသပ်ပေးကြအောင်ပေါ့ဟုတ်ကဲ့ကျွန်တော်ပဲအရင်ပြောလိုက်ပါဟုတ်ကဲ့ပါဟုတ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဘရာဇီးအနေနဲ့တော့ကျွန်တော်အာရှဂျပန်နဲ့9ကြိမ်တွေ့ဆုံမှုတယ်ပေါ့9ကြိမ်တွေ့ဆုံရမှာတော့ကျွန်တော်တို့ဘရာဇီးကပဲပြတ်သား6ကြိမ်အထိနိုင်ထားတယ်ဟုတ်ကဲ့ကျွန်တော်ဂျပန်ကမကြလေးခင်မှာရှင်ပြိုင်ကစားခြေစမ်းပွဲမှာပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒီမှာဂျပန်ကတစ်ကြိမ်ပဲနိုင်ထားတယ်ပေါ့3-2နဲ့ဟုတ်ကဲ့ပါဟုတ်အဲ့တော့ဒီနေ့ပွဲစဉ်မှာတော့ဒါကျွန်တော်ကြည့်ရင်တော့တမန်ရိုးရှင်းပါတယ်ဂျပန်နေနဲ့ဘယ်လောက်ပဲကောင်းကျွန်တော်တို့ဘရာဇီးကိုတော့ကျွန်တော်ကြော်လို့မရပါဘူးအဲ့တော့ဘရာဇီးပဲနိုင်ပါပါကျွန်တော်တို့ဘရာဇီးအနိုင်သေးကြပါတယ်ဟုတ်ပါဘူးဒီဘက်ကဒါကဘရာဇီးရဲ့တေချာဆိုကျွန်တော်ကဒီဘက်လေးကိုသုံးသက်ချင်ပါတယ်ဆိုဒီဘက်ကဘရာဇီးနဲ့ဂျပန်နဲ့ကဒါပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာပေါ့ဘာဖြစ်လဲဆိုတော့တော့ဒီပွဲက32သင်းအုပ်စုဆိုအရင်အလုံးအရေးကြီးတဲ့ပွဲတွေပေါ့နော်အဲ့ဒါမိနစ်90ပြီးအချိန်မှုမိနစ်တွေပနတီတွေနဲ့ဒါဆုံးဖြတ်သွားမယ်ဆိုတော့ဒီပွဲကဒါကြည့်လို့ကောင်းမှာပွဲနေတယ်ဘယ်လိုကျွန်တော်တော့ခန်းစားမိပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဘရာဇီးကလည်းဒီနေ့မှာကျွန်တော်တို့ကမ္ဘာဖလားကိုစိတ်ခေါ်ထားတဲ့အသင်းတစ်သင်းဖြစ်နေတယ်ပေါ့နော်ကျွန်တော်ဒီအရှိတောင်အာရှမှာလည်းကျွန်တော်တို့ဂျပန်အသင်းဆိုတာလည်းကျွန်တော်တို့နာမည်ကြီးအသင်းပေါ့နော်အခုလက်ရှိကမ္ဘာဖလားပြိုင်နေတဲ့ထဲမှာလည်းဂျပန်တစ်သင်းပဲကျွန်တော်တို့အရှိတောင်အာရှတိုက်ထဲမှာဒါပါခဲ့တာကြံခဲ့တာပေါ့နော်ဟုတ်ကဲ့ဒီပွဲမှာတော့ကျွန်တော်ကတော့အန်ဆန်လော့ဒီရဲ့ဂျာမနီကပို့ပြီးတော့စကွက်ရောလူဝင်ရောဂျာမနီဘရာဇီးရဲ့ sorry ပါဘရာဇီးရဲ့ဒီစကွက်ရောလူဝင်ရောဆိုတာဒါပြောစရာဟိုမရှိပါဘူးကောင်းတာပေါ့နော်ဒီဂျာမနီဘရာဇီးရဲ့တိုက်စစ်မှာကုညာတို့ဂျူလီယန်အက်ဗာရက်တို့ရဲ့တိုက်စစ်အစွမ်းနဲ့ကျွန်တော်တို့ဒါဒီဘက်မှာပြတ်သားဆိုရင်ဒါဘရာဇီးပဲနိုင်ကောင်းအောင်မှာဖြစ်ပါတယ်ဒီဘက်မှာဘရာဇီးဘော်ဒီကိုကြိုက်နေတတ်ပါတယ်အဲ့တော့ကျွန်တော်ညီကိုတော့အကြိုက်တူတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီနေ့ဘရာဇီးပွဲဟုတ်တယ်ကျွန်တော်လည်းဘရာဇီးပဲကြိုက်နေတယ်ဘရာဇီးပဲနိုင်မှာပါဟုတ်ကဲ့ပါဟုတ်အဲ့တော့ဒုတိယပွဲစဉ်အနေနဲ့ကျွန်တော်တို့ပါရာဂွေးနဲ့ကျွန်တော်တို့ဆရာကြီးဂျာမနီနဲ့သုံးသက်လျအောင်နော်ဟုတ်ကဲ့ပါဟုတ်မနေ့စံတော်ချိန်3နာရီပေါ့မြန်မာစံတော်ချိန်ဒီပွဲကတော့ဒါဂျာမနီနဲ့ပါရာဂွေးကတော့ဘယ်လိုပြောမလဲတသိန်းနဲ့တသိန်းကအခုချိန်မှာဆိုတော့ချင်းမကွာတဲ့အသင်းတို့တော့ပြောလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲလိုဆိုတော့ကျွန်တော်တို့ဒါဂျာမနီကိုအုပ်စုပုံနဲ့တော့တက်မယ်လို့တော့အမှန်းထားတာပေါ့အုပ်စုပုံနဲ့မတက်ဘဲနဲ့တော့အုပ်စုဒုတိယနဲ့တက်သွားတော့ဒီပါရာဂွေးနဲ့တွတ်တွေ့တာပေါ့ပါရာဂွေးနဲ့တွတ်တွေ့တယ်သူတို့ဟိုကတော့ကောင်းတယ်လို့တော့ပြောလို့ရတာပေါ့နော်လူငယ်အရင်ကြည့်မယ်တော့ဘောလုံးနီးစနစ်အရာကြည့်မယ်ဆိုရင်ဒါဂျာမနီကပို့ပြီးတော့ဒီမှာပို့ပြီးအင်အားတောင့်တင်းတယ်လို့ခံစားမိတယ်ပေါ့နော်ဒီပွဲရောအခုအနေနဲ့ဘယ်လိုမြင်လဲဗျဒီပွဲကလည်းကျွန်တော်တို့ဂျာမနီဆိုတာကကျွန်တော်တို့ဘောဖလားမှာလည်း၄ချိန်ရထားတယ်ပြီးတော့ဒီနေ့2026မှာလည်းသူ့ကိုကျွန်တော်တို့ဖလားရမယ်တဲ့မှာတော့အဆင့်4-5လောက်တတ်မှတ်ထားတာဟုတ်ကဲ့ပါအဲ့တော့ပါရာဂွေးနဲ့တွေ့တဲ့အချိန်မှာတော့ကျွန်တော်တို့ဒီပွဲမှာလည်းဂျာမနီတို့ဒီကျွန်တော်တို့ပြတ်သားမနိုင်ရင်တော့မကတ်ပြီးတော့နိုင်သွားပါလိမ့်မယ်ဂျာမနီပဲနိုင်မှာပါဟုတ်ကဲ့ပါဒီပွဲကဒါကြည့်ကောင်းမဲ့ပွဲနေတယ်ပေါ့နော်32သင်းအုပ်စုဖြစ်တဲ့အတွက်ဒါအချိန်မိုးတွေပင်နယ်တီတွေပါလာမှဖြစ်တဲ့အတွက်ဒီပွဲကတော့ဒီဂျာမနီကဒါကိုအကျော်ပေးထားတယ်ပေါ့နော်ပါရာဂွေးအသင်းကိုဂျာမနီကကျွန်တော်အရှိပွဲမှာဆိုရင်ဒါဒီအုပ်စုပွဲတွေမှာတိတ်ပြီးတော့ခြေစွမ်းမှာတော့တိတ်မရဘူးပေါ့ဗျာဒီအီကွေဒေါတို့အသင်းကိုသူရှုံးနေခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဒါကြောင့်ဒီပွဲကလည်းပေါက်ကြည့်အရကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီပွဲမှာ350သာဖြစ်တဲ့အတွက်ဒီပွဲကိုဂိုးအောက်ကိုပို့ကြိုက်ပါတယ်ဂျာမနီဂိုးအောက်ကိုပို့ကြိုက်ပါတယ်
ဂျာမနီကိုပေါ့နော် ဟုတ်ကဲ့ပါဟုတ် ကျွန်တော်တို့ body ကြိုက်ရတယ်ပေါ့ ဟုတ်ကဲ့ပါဟုတ် အဲ့တော့ကျွန်တော်တို့တတိယပွဲစဉ်အနေနဲ့ကျွန်တော်တို့ရဲ့ဥရောပနယ်သာလန်ခေါ်ဟော်လန်ပေါ့နော် ဟုတ်ကဲ့ဟုတ် တောင်ဖရိကကျွန်တော်တို့မော်ရိုကိုအသင်းနဲ့ ဟုတ်ကဲ့ ရှင် ပါ ပြိုင်ကစားမယ်ပွဲကြီးပွဲကောင်းပေါ့ဒီပွဲက ဟုတ်ကဲ့ဟုတ် အဲ့ပွဲကိုအခုအနေနဲ့အခုအမြင်နဲ့ပြောရရင်တော့နယ်သာလန်နဲ့မော်ရိုကိုကတော်တော်ကြည့်ကောင်းမယ်ပွဲဗျ ဟုတ်ကဲ့ပါဟုတ် ဒါပေမဲ့ကြည့်ကောင်းမယ်ဆိုပေမဲ့လည်းကျွန်တော်တို့တွေ့ဆုံမှုမှာနယ်သာလန်ကရွယ်2ကြိမ်ရှိတယ်ပေါ့နော်နယ်သာလန်ရွယ်နိုင်ရထားတယ် ဟုတ်ကဲ့ပါ အဲ့တော့ဒီချိန်မှာလည်းကျွန်တော်ဂိုးများပြီးနယ်သာလန်မဲ့ပုတ်ခတ်တီကနိုင်သွားမယ်ထင်ပါတယ်ညွန်လင်းမိတယ်ပေါ့နော် ဟုတ်ကဲ့ပါဟုတ် ကျွန်တော်နယ်သာလန်ကိုပိုကြိုက်ပါတယ် ဟုတ်ကဲ့ဒီဘွဲကလည်းသူကပြောနေကဟိုရှေ့တပွဲတွေကပြောနေကားပေါ့နော်ဒီဘွဲလည်းကြည့်ကောင်းမပွဲနေတယ်ဘွဲပေါ့ဘာလို့လဲဆိုတော့မိနစ်90အချိန်ပိုပနတီနဲ့ဆုံးဖြတ်သွားမှာဆိုတော့ဒီနယ်သာလန်လည်းဒီနှစ်မှာဒီနှစ်2026ကမ္ဘာဖလားမှာဒါဟိုတချို့လူတွေဆိုဒါသုံးသက်နေကြတာပေါ့နော်ကမ္ဘာဖလားတော့မှစိတ်ခေါ်နိုင်တဲ့အသင်းဆိုပြီးတော့ဒါသုံးသက်နေကြတာပေါ့နော်မော်ရိုကိုကလည်းအုပ်စုပွဲတွေမှာတော်တော်ကောင်းခဲ့တယ်ပေါ့နော်ဘရာဇီးလိုအသင်းမျိုးတော့မှသူဒါဒီကစားနိုင်ခဲ့တယ်ပေါ့နော် ဒါကြောင့်ဒီဘက်မှာဒီပေါက်ကျရကြည့်မယ်ဆိုရင်လည်းပေါက်ကျရသိအပြင်းထန်တဲ့အတွက်ဒီဘက်မှာတော့အခုပြောနေကနယ်သာလန်မဲ့1-0 2-0လောက်နဲ့ပဲဒါဥဆောင်သွားပါအောင်မယ်နယ်သာလန်အနိုင်ဖြစ်ပါတယ်နယ်သာလန်ဘော်ဒီပိုကြိုက်ပါတယ် အဲ့တော့ကျွန်တော်တို့ညီကိုတွေဒီနေ့ဆက်ရှင်းတူတယ်ပေါ့နော် ဟုတ်ကဲ့ပါ အဲ့တော့ပိသက်ကြီးနဲ့အတူတူကျွန်တော်တို့မကြမီချိန်တွင်းမှာကန်တော့မှာဖြစ်တဲ့အတွက်ပိသက်ကြီးနဲ့တူစောင့်လို့ကြည့်ရှုကြအောင်နော် ဟုတ်ကဲ့ပါကျွန်တော်ဒီ YouTube channel ကိုကြည့်ရှုနေကြတော့အားသာဝန်နာချင်းပြည်သက်လူတယောက်ချင်းကိုအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ညီကိုနယ်ကအမြင်အယုံမတန်ဆွမ်းနေဖြစ်တဲ့အတွက်ဒါတိရှိသလောက်တက်သလောက်ဒီ data ချက်လက်တွေစုစည်းပြီးတော့တုံးတက်ဆွေးနွေးပေးနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ channel ကိုကြည့်ပြီးတော့ like and subscribe ပြုလုပ်ပေးခြင်းအပြင်ကျွန်တော်တို့ဒါကူညီရလဲရောက်ပါတယ်ဒါကြောင့်နောက်ပွဲတွေမှာဒီထက်မကပိုမိုအောင်းမွန်တဲ့သုံးသက်ချက်တွေနဲ့ပြန်လာခဲ့ပါဦးမယ် see you next